ကျွန်တော်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဆုံးသွားပြီဖြစ်တဲ့ကျွန်တော်တို့ချစ်ခင်မျက်နှာလေးစားရတဲ့ဒီဆိုကိုပိုက်တန်းစင်ကျွန်တော်ရှိလူကြီးပြောရမလားစလိုက်စွန်ချဲကျွန်တော်အခါဆိုရင်ပတ်ချဲရဲ့အမတရားနေမှာစကားနည်းနည်းပြောခွင့်ရတဲ့အတွက်အရန်ကျေးဇူးပီတိဖြစ်ပါတယ်အထက်ကကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့အကူကြီးလည်းဖြစ်တယ်ကျွန်တော်တို့ရဲ့လမ်းပြကျဲလည်းဖြစ်တယ်ဆလိုက်စွန်ချဲပတ်ချဲရဲ့ဒီမှုကျွန်တော်နဲ့ထိတွေ့မှုအဲ့ဒါတွေပြောချင်တယ်ဒီအစီအစဉ်ကိုဖြစ်မြောက်အောင်ပံ့ပိုးကူညီတဲ့ကျွန်တော်တို့ International Chin TV အဖွဲ့သားများကိုလည်းအထူးချီးကျူးတင်တယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ live အစီအစဉ်ကိုကမ္ဘာအရှက်ရကနေချီးကျူးနားဆင်ပေးကြတဲ့သူတွေကိုလည်းချီးကျူးတင်တယ်များစားမပြောတော့ဘူးအဓိကအချက်ဒီပဲပြောချင်တယ်ကျွန်တော်ပတ်ချဲနဲ့ဆိုရှင်2000နှစ်လောက်ထင်ခုနှစ်လောက်ကထင်တယ်ကျွန်တော်တို့ဖလမ်ကနေစပြီးတော့ဖလမ်မှာတပွဲနှစ်ပွဲနောက်ပြီးတော့ဟာခါမှာတပွဲကလေးမျိုးမှာတပွဲနှစ်ပွဲအဲ့လိုမျိုးကျွန်တော်တို့အနုပညာနဲ့ဂီတပျော်ဖြေမှုတွေအတူတူပါဝင်ကြတယ်အဲ့မှာအဒီကပြတဲ့သူတွေကိုလည်းအထူးချစ်စစ်တင်တယ်အဒီကပြောချင်တာပတ်ချဲဝကျွန်တော်တို့music ကိုတေချာလေးနားလေတယ်နောက်ပြီးတော့သူရခံစားမှုနဲ့သူကိုနိုင်ကိုသူကိုနိုင်ရဲ့ခံစားမှုနဲ့ရေးတယ်နောက်ပြီးတော့သူရဲ့နောက်ရေးသားတဲ့စကားလုံးရဲ့နောက်ွယ်မှာကျွန်တော်လူသားအရှိပါလာတယ်အဲ့ဒါကိုတတိထားဖို့အမြဲတမ်းခေါင်းထဲမှာထားဖို့မှာခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့နောက်လုံငယ်တွေလည်းဒီတချင်းမှာဒီစာသားမှာလူသားအရှိမေတ္တာတရားအကြောင်းအမြဲတမ်းပါတယ်ဆိုတာကိုကျွန်တော်ပတ်ချဲရဲ့လမ်းပြမှုကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အတူတူပါဝင်ခဲ့တဲ့ပွဲစဉ်တိုင်းမှာအောက်ကပရိသတ်ကောစင်ပေါ်တူဒီယောအားလုံးညီတူညီမျှဖွဲ့နွယ်ဒီစုတောင်းဆိုချတဲ့တခြင်းတပုတ်ရှိတယ်အဲ့ဒါစုတောင်းခဲ့ဘူးလေမိငယ်အဲ့ဒါပဲအဲ့တခြင်းကြားရင်သူဆိုရင်လေကျွန်တော်တို့ဒီရဲ့နှလုံးသားထဲမှာအသွေးသားထဲမှာအလိုလိုရှင်းတဲ့ဒီတခြင်းမှာတဲ့ဝင်ပေါင်ကြတယ်အဲ့လိုမျိုးခံစားတယ်သူကတဘောအစာပြောထားတယ်လို့ပဲတဘောထားပြေသွားတယ်စကားများမပြောဘူးအားလုံးရဲ့အကူအညီကိုသူကယူတတ်တယ်လို့အကူအညီကိုလည်းများပေးနိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုပြောပြခြင်းနဲ့သူရေးထားတဲ့တခြင်းတွေကတော်တော်များရှိတယ်ကျွန်တော်တို့ဒီတော့ဆိုရင်သူ single အနေနဲ့ဆိုရင်ပထမဆုံးလမ်းပြထွက်သွားတာချင်းခုတ်တမအချင်းခုတ်တမတခြင်းစာသားတွေဆိုအရှမ်းကိုလေးနဲ့တဲ့အရှမ်းကိုအတွေးခေါ်ပါတယ်ခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့လူနေမှုဘဝတွေကျွန်တော်တို့ရဲ့ standard တွေသူကအမြဲတမ်းပေါ်ထုတ်ရေးဆိုသွားတာကိုတွေ့ရမှာပါအဲ့အတွက်ကြောင့်
ကျွန်တော်တို့နောက်လူငယ်တွေအဓိကကျွန်တော်တို့ဒီတူတွေပေါ့သူရဲ့စာသားအတိုင်းပဲသူရဲ့မေတ္တာအတိုင်းပဲသူရဲ့ဂရုဏာအတိုင်းပဲကျွန်တော်တို့ဒီစီစီလုံးလုံးနဲ့တချင်းတဲ့အတိုင်းပဲစီစဉ်ကြမယ်အဲ့ဒါဆိုရင်ပတ်ချယ်ရဲ့လူအင်းတွေသူအသက်မရှိတော့ပြီမဲ့သူရဲ့ဝိညာဉ်ကကျွန်တော်တို့အမြဲတမ်းငွေထွေးစီမယ်လို့ကျွန်တော်အမြဲတမ်းယုံကြည်တယ်အဲ့ကျွန်တော်တို့မရဆိုရင်အဲ့ပွဲတော်ဆိုရင်သူ့သားကြီးထန်ထန်လည်းပါတယ်ဗျထန်ထန်ကကီးဘုတ်လက်တီလို့ရတယ်ဂီတာလက်တီရလို့ရတယ်ကျွန်တော်တို့နဲ့အတူတူပါဝင်ခဲ့တယ်အဲ့လိုမျိုးပဲနောက်ပြီးတော့ပတ်ချယ်ရဲ့စလိုက်စွန်ချယ်ရဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်ကျွန်တော်တို့အများအတိကိုဆိုင်ထိဆိုင်ရလဲသူတချင်းတွေပြန်ဆိုတယ်ဒါပေမဲ့ကျွန်တော်တို့ပတ်ချယ်ရဲ့ဆိုထားတဲ့အောင်ပဲကျွန်တော်တို့နှလုံးသားထဲမှာရှိတယ်ဆိုတာအဲ့ဒါကိုအသိပေးခြင်းနဲ့အဲ့အတွက်နောက်လာနောက်သားတွေပတ်ချယ်ရဲ့ဝိညာဉ်စိတ်ချမ်းသာအောင်သူရဲ့မိုဘိုင်းတချင်းတွေသူရဲ့ကိုယ်ပိုင်ခံစားမှုတွေကိုကျွန်တော်အမြဲတမ်းအမတ်တရားဖြစ်နေတယ်နောက်ပြီးတော့သူရဲ့မိသားစုသူရဲ့မျိုးဆက်တွေကျွန်တော်တို့အစပေါ့အားလုံးအရန်ကျေးဇူးတင်တဲ့ပတ်ချယ်ရဲ့ဆိုပြီးတော့နောက်ဆုံးစကားအနေနဲ့နှုတ်ဆက်ပြရစီဒါပေမဲ့ကဘာတီတဲ့ရွေးပတ်ချယ်ရဲ့စာသားတွေတန်စင်တွေကရှိနေအောင်ပါဆိုတော့ကျွန်တော်တို့အမြဲတမ်းနားလဲခံယူသဘောပေါက်ထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပတ်ချယ်ရဲ့